Hello everyone, I'm going to make a stir-fried chicken with ginkgo nuts. Pecoli ne jatali josama. I'm marinating the chicken. I'm adding the oyster sauce. This is salt. Sali the niya wa kayusi li the bade. Pido beng and biayi li the bade. This is swine salt. Along the bido yom wila yomabe. After mixing everything together, I just need to leave for like 15 or 20 minutes. ပြီးတော့15မိနစ်20လောက်နှက်ထားရုံပါပဲဒီမှာဒီလိုပဲကော့တုတ်ကလေးလာတယ်သူပြုတ်ပြီးသားဓမ္မမို့လို့ရှင်ပေါင်းထားတဲ့ပုံစံကလေး I got the ginkgo nuts from Asian Mart. It's like already boiled. But to make sure, I'm going to soak in hot water for like 5 or 10 minutes first. သူ့ကိုရင်နွေးလေးနဲ့5မိနစ်10မိနစ်လောက်စိမ်ထားလိုက်ပါသေးတယ်။မှန်ကတော့ပြုတ်ပြီးသားလေးတွေပါမစိမ်လဲရပါတယ်။ဒါကတော့ခါကျက်ဥကလေးလှီးထားတာပါထည့်မလို့ပါ။အိုးထဲကိုစီလေးထည့်ပါတယ်။စီထည့်ပြီးတော့အစောကနှက်ထားတဲ့ကြက်သားကလေးတွေကိုထည့်ပါတယ်။ကြက်သားကိုရေထည့်ပြီးတော့မကြော်ပါဘူး။သူကခဏပဲကြော်ရတယ်5မိနစ်6မိနစ်လောက်ဆိုရင်ကျက်သွားပြီပါးပါးလေးတွေလှီးထားတာဆိုတော့ကြက်သားကျက်ပြီလားလို့မြည်ကြည့်နေတာပါကြက်သားကျက်ပြီဆိုလို့ရှိရင်ခါကျက်ဥကလေးထည့်ပါတယ်ခါကျက်ဥလေးတွေကိုထည့်မှွေပြီးတော့နွမ်းပြီးတော့ကြက်ခါနီးရင်အစောကရေနွေးစိမ်ထားတဲ့ပဲကောလေးတွေထည့်လိုက်ပါတယ်စားထည့်နေတာပါ This is salt ပြီးတော့အချိုလေးကြော်မှာဆိုတော့ခရုစီကလေးထည့်ပါတယ် This is oyster salt and also the swine salt ပဲငန်ပြာရည်ကလေးထည့်ပါတယ်ပြီးရင်အားလုံးကိုရုံးဝေပြီးတော့ခဏဆိုရင်ကျစ်ပါပြီသူကအကြာကြီးကြော်စရာမလိုပါဘူးအကုန်လုံးကကျစ်ပြီးသားဆိုတော့ပဲကောလေးတွေကိုကျစ်ပြီးလားလို့မြည်ကြည့်နေတာပါစားလို့ကောင်းပါတယ်ကျွန်တော်ကပဲကိုကြိုက်တဲ့သူဆိုတော့စီလေးတော့နည်းနည်းများသွားတယ်ဒီမှာဆောင်းတွင်းမှာဒီဘက်အိမ်ရှိနှင်းကြတာကိုရိုက်ထားတာပါ Hope you have a great day. I'll see you next time. Bye bye.